မင်းရဲ့ရေးစားနဲ့နီးနီးကက်ကက်ရှိနေတဲ့အခါသူကတခုခုကိုအလိုအလျောက်စုပ်ကင်ထားတတ်တာကိုသတိထားမိဘူးလားအဲ့ဒါကမင်းရဲ့လက်ဖြစ်နိုင်တယ်လို့အင်ဂျီလက်ဒါမှမဟုတ်မင်းတို့ကြားကနေရာလိုလေးတခုခုလည်းဖြစ်နိုင်ပါတယ်အဲ့ဒါကကြောက်လို့မဟုတ်ပါဘူးယုံကြည်မှုကြောင့်ပါအဲ့ဒီအချိန်မှာသူ့ရဲ့အသက်ရှူတန်တွေပြောင်းလဲသွားပြီးခန္ဓာကိုယ်ကလည်းပျော့ပြောင်းသွားကသူ့ရဲ့ခုခံကာကွယ်မှုတွေကိုရှော့ချလိုက်ပါတယ်အဲ့ဒီလိုထိတွေ့မှုဟာချုပ်ကင်ကျင်တာမဟုတ်ပါဘူးသူ့ရဲ့နှလုံးသားကိုယ်စားခန္ဓာကိုယ်ကမင်းနဲ့အတူရှိနေရင်ငါလုံးကြုံတယ်လို့ခံစားရတယ်လို့ပြောနေတာပါစိတ်ပညာရှင်တွေကတော့ဒါကိုလုံခြုံစိတ်ချရတဲ့တွေ့တာမှုတုံ့ပြန်ချက်လို့ခေါ်ကြပါတယ်စိတ်ခံစားချက်တွေရှံထွက်လာပြီးစကားလုံးတွေနဲ့ပေါ်ပြဖို့မလုံလောက်တော့တဲ့အခါလူတွေဟာသူတို့ဆက်သွယ်မှုရှိနေသေးတယ်ဆိုတာကိုအတည်ပြုဖို့တခုခုကိုမတိစိတ်ကနေလမ်းကန်တက်ကြပါတယ်သူလမ်းကန်လိုက်တာကမင်းဖြစ်နေတဲ့အခါအဲ့ဒါကတတောင်းတတာဖြစ်ုံတင်မကပဲနည်းနည်းတဲ့ဆက်နွယ်မှုတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒါကတိတ်ဆိတ်တဲ့ယုံကြည်မှုမျိုးပါသူ့ရဲ့နှလုံးသားကဝေးဝေးမသွားပါနဲ့အနားမှာပဲရှိနေသေးပါလို့တိုးတိုးလေးပြအောနေတာပါမင်းတတိတောင်မထားမိလိုက်ပဲသူမင်းရဲ့လက်ကိုကိုင်နာမင်းသားကိုတိုးကပ်လာတာဒါမှမဟုတ်မင်းပေါ်မိတွေလိုက်တာတိုင်းဟာမင်းရဲ့ရင်ခွင်ထဲမှာပဲညာလုံးကြုံတယ်လို့ခံစားရတယ်လို့အနုညံ့ဆုံးနေလဲနဲ့ပြောနေတာပါစစ်မှန်တဲ့အချစ်ဟာစူညံတယ်နေမလို့ပါဘူးအဲ့ဒါကမင်းရဲ့အသက်ရှူတန်တွေအရေးပြားချင်းထိတွေ့မှုတွေနဲ့စကားတစ်လုံးမှမပြောဘဲအရာအလုံးကိုပေါ်ပြနေတဲ့အကြည့်တွေထဲမှာရှိနေပါတယ်သူမင်းကိုညင်ညင်သာသာစုပ်ကင်ထားတာဟာထင်းကျုံမှုကိုဆုံးရှုံးမှကြောက်လို့မဟုတ်ပါဘူးသူ့ကိုစစ်မှန်တဲ့ခံစားချက်တွေပေးစွမ်းနိုင်တဲ့သူနဲ့ပို့ပြီးနှိစက်ချင်လို့ပဲဖြစ်ပါတယ်